အခုကျွန်တော်ရောက်နေတဲ့နေရာဆိုရင်ပေါ့နော်မဟာချိုင်မြို့ထဲမှာဆိုရင်ရှေးကြောက်တဲ့နေရာတစ်ခုဖြစ်ပါတယ်ကျွန်တော်နောက်ဇေဒီနဆူကနှစ်ပေါင်း300ကျော်ကြာတက်တန်ရှိပြီဖြစ်တဲ့အယုဒ္ဓယခေတ်ရှေးဟောင်းဇေဒီရောနဆူပဲဖြစ်ပါတယ်ခင်ဗျဇီဒီရဲ့ထူးခြားချက်ကတော့နှစ်ပေါင်း300ကျော်ကြာတက်တန်းရှိပြီဖြစ်တဲ့အုတ်ခဲဟောင်းကြီးတွေကိုစလုံးကြီးတွေတေးကြစင်းနေတကြတိဆောက်ထားတာကြောင့်ပါဒီအောက်ကခုခေတ်မှာလုံးဝမရှိတော့ပါဘူးခင်ဗျဘာလို့အယုဒ္ဓယခေတ်ဇေဒီတို့အတိအကျပြောနိုင်ရတယ်ဆိုတော့အဲ့ခေတ်တုန်းကဇေဒီတွေအများစုကိုတောက်ဆုံး12ခုပုံစံမျိုးနဲ့တိစောက်ခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေကသိခဲ့ရပါတယ်နောက်ထပ်ထူးခြားတာကတော့လှေပုံတန်းတိမ်တော်ကြီးပါဘာလို့ထူးခြားတာလဲဆိုတော့ဒီတိမ်တော်ကြီးကအောက်ခြေကိုတစ်ဖြောက်လေးစောက်ခဲ့တာမဟုတ်ပဲနဲ့တရုတ်ရွှေလီပုံစံမျိုးအလဲမှာခြိုက်ပြီးဘေးနှစ်ဘက်ကိုမြစ်တက်တဲ့ပုံစံမျိုးတိဆောက်လာတာဖြစ်တယ်တိဆောက်တဲ့ပုံစံကလည်းအယုဒ္ဓယခေတ်မှာလုံးဝခေတ်စားခဲ့တဲ့လက်ရာတွေပဲဖြစ်ပါတယ်ဒီတိုင်လုံးကြီးထဲမှာနှစ်ပေါင်း300ကျော်ကြာတက်တန်းရှိပြီဖြစ်တယ်ဘောရဆွေးနွေးတော့အဟောင်းတွေလည်းရှိပါတော့ခင်ဗျကျွန်တော်တူလိုက်ကြည့်ပြကြပါဦးဒီရုပ်ဝါတော်ရဲ့အသေးပင်နဲ့တမိုင်းကိုအနည်းငယ်ရှင်းပြချင်ပါတယ်ဘာကြောင့်ဒီလိုဟောင်းနေရလဲဆိုတော့ပုံထဲမှာတွေ့တဲ့အတိုင်းရုပ်ဝါတော်ရဲ့အယောင်တွေလည်းပြိုအလွှာတွေလည်းပေါက်ကွဲနေပြီးရွှေဖုံးထားတဲ့နေရာချို့တာကျန်ပါတော့တယ်ဒီဟာတွေကဟောင်းပြီးတန်ဖိုးရှိရဆိုတဲ့တက်တွေကိုပြချင်တာပါဒီရုပ်ဝါတော်တွေက200ကျော်တမိုင်းရှိပြီးအယုဒ္ဓယခေတ်နဲ့ဆက်နွယ်နေတယ်လို့လည်းယုံကြည်ထားရပါတယ်ဘာကြောင့်မပြင်မဲ့ထားရလဲဆိုတော့မူလတမိုင်းတန်ဖိုးကိုထိန်းထားတာလို့ဒေတာကန်တွေကဆိုပါတယ်ဒီလိုရုပ်ဝါတော်ဟောင်းတွေဟာပိုပြီးတက်ရှင်တယ်ပိုပြီးတကိုးရှိတယ်လို့ယုံကြည်ရတဲ့လူတွေလည်းရှိပါတယ်။ဒါကြောင့်လူတွေဟာဒီနေရာကိုမကြာခဏလာပြီးရွှေကပ်စုတောင်းလေးရှိပါတယ်။ဒီနေရာရှေ့အောင်ဝေးတက်နေတဲ့ပြည့်တဲ့နေရာလေးတစ်ခုပါ။ဟိုးရင်တော့ဒီနေရာပင်လယ်နဲ့နေရငါးဖက်တန်ငါရွာလေးတူဖြစ်ခဲ့တယ်။အဲ့ဒီချိန်တော့ကရွာသူရွာသားတွေကပင်လယ်ထဲသွားပြီးအသက်မွေးဝမ်းကြောင်းပြုရတာပါတော့။ဒီပင်လယ်ထဲသွားတဲ့ခါမှာဗျာမှုန်တိုင်းအဲ့နေလှိုင်းအဲ့နေတွေကိုသူတို့ကအကြိုမသိနိုင်ဘူး။ဒါကြောင့်သူတို့ရွာသူရွာသားတွေစုပေါင်းပြီးတော့ဂျုံကြည်မှုတစ်ခုတိဆောက်ဖို့သူတို့ဆုံးဖြတ်ခဲ့ကြတယ်။ဒီယုံကြည်မှုကလည်းဒီဇေဒီနဆူကိုတိဆောက်ဖို့ပေါ့နော်။ဒါကြောင့်ပဲဒီဇေဒီနဆူကိုတိဆောက်ခဲ့တယ်လို့သိရပါတယ်။ဒီဇေဒီနဆူကိုတိဆောက်ပြီးနောက်ပိုင်းသူတို့တွေကပင်လယ်ထဲခီးသွားတဲ့ခါတွေတခြားဒေသတွေခီးသွားတဲ့ခါတွေမှာဒီဇေဒီနဆူကိုဥထိုက်ပြီးမှခီးထွက်ကြလို့လည်းတမိုင်းမှတ်တမ်းတွေကသိခဲ့ရပါတယ်။ယုံကြည်မှုတွေရှိနေသူတွေကျွန်တော်တို့အားလုံးရဲ့မျှော်လင့်ချက်တွေဟာလည်းအမြဲတမ်းရှင်နေနေမှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်